ဝဆိုတာပြောင်းလဲနေတဲ့ဖြစ်စဉ်ကြီးပဲပြောင်းလဲဆိုတာအကောင်းဘက်ကိုပြောင်းတာမဟုတ်ပဲနဲ့တဖြည်းဖြည်းဆိုးရွားလာတဲ့အပိုင်းကိုပြောင်းတယ်ဘလောက်ပဲအောင်မြင်တဲ့ပုဂ္ဂိုလ်ကြီးပွားတဲ့ပုဂ္ဂိုလ်ဘလောက်ပဲချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဝိပရိနာမလို့ဆိုတဲ့အဆိုးဘက်ကိုသွားနေတာသာဖြစ်တယ်ပေါ့တနေ့ပြီးတနေ့အိုးလာတာဘဝရဲ့အဆိုးပဲပေါ့နော်လူတိုင်းနုပြိုငယ်ငယ်ရွယ်အာရှိပါရှိပျော်ရွှင်တဲ့အချိန်ပိုင်းတွေကိုလိုလားတော့လည်းပဲတနေ့ပြီးတနေ့ဒီပျော်ရွှင်စရာအချိန်တွေဟာကုန်ဆုံးလာတယ်ပျော်ရွှင်စရာအချိန်တွေဟာတဖြည်းဖြည်းကုန်ဆုံးလာတယ်လူတိုင်းဒီတိုင်းပဲဘဝခန္ဓာရထားတဲ့ပုဂ္ဂိုလ်တွေကပျော်ရွှင်စရာအချိန်တွေကကုန်သွားတယ်အဲ့ဒီကုန်သွားတဲ့အပိုင်းတွေကိုကြည့်ပြီးတော့မျောကြည့်လိုက်တဲ့အခါမှာပျော်ရွှင်စရာတွေကုန်ပြီးတော့စိတ်ပြည့်စရာတွေညှိကွေ့စရာတွေနဲ့ဘဝကိုရင်ဆိုင်တွေ့ရမှာဖြစ်တယ်ပေါ့အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာဟာနော်ရသော်ဗျာတော့80ပဲနေရတာဒီ4နှစ်ဆိုတာမသိသေးလို့ကုသိုလ်ကောင်းမှုလုပ်နိုင်တာဖြစ်တယ်အားရည်နဲ့ဆွယုတ်သွားပြီနော်ရုပ်စင်နေတဲ့ဆွယုတ်သွားတယ်ဥကျင့်တရားရဲ့တန်ကိုခံနေရပြီအတန်တောင်မှကိုပြောချင်တယ်လို့ပြောလို့မရဘူးပျက်စီးလာတယ်အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်နောက်ပိုင်းမှာအဆိုးပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတော့ကြနေမကောင်းဖြစ်လိုက်တော့ကြပါယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတယ်ဆိုတာအလုံးကိုနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပျော်နေသလဲအဆိုးတွေကိုမေ့ထားပြီးတော့အကောင်းကိုမျောပြီးတော့ပျော်နေကြတာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလင်းချက်တွေကြောင့်မို့လို့ဘဝမှာရပ်တည်နေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဦးမင်းယိုယွင်းပြည့်ရွံ့လာတာဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒါကိုအာဒီနဝမတိမြဲတဲ့ဘဝကြီးဟာဘဝရဲ့အပြည့်နာစာစိတ်ပြည့်စရာအပိုင်းပဲဖြစ်ပါတယ်တေးသေးချာချာသိရင်ပြောစရာအပိုင်းကနေတယ်စိတ်ပြည့်စရာအပေါင်းကပြားတယ်သို့တော့